မင်္ဂလာပါခင်ဗျာဆိုးနိုင်ထုံးမြန်မာ traditional martial art YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာမင်္ဂလာရှိသောတနင်္လာနေ့ရဲ့ညနေခင်းလေးဖြစ်ပါစီလို့အခုဆုတောင်းပေးပါတယ်ခင်ဗျာဒီနေ့မှာကျွန်တော်ပညာဒါနသင်ခန်းစာပို့ချလာတော့သင်ခန်းစာ30ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်ခေါ်ထားတဲ့31 challenge လည်းပြည့်တော်မှာဖြစ်ပါတယ်ညီမတွေအားလုံးဒီဇိုင်းမမတ်လိုက်ပါလေ့ကျင့်ခဲ့ကြမယ်ဆိုရင်တော့ပညာရဲ့ကောင်းကျိုးတွေသိနေလောက်ပါပြီခင်ဗျာအနည်းဆုံးတော့ကျမ်းမာခြင်းဒုက္ခနဲ့ပြည့်စုံမယ်လို့ထင်ပါတယ်သွေးမှန်လေမှန်စီးမှန်ဝမ်းမှန်ဒီဟာတွေမှန်ကန်စေမှာဖြစ်ပါတယ်ဒါဟာအားကစားလုပ်ခြင်းရဲ့အကျိုးကျေးဇူးတွေဖြစ်ပါတယ်မိမိခုခံကာကွယ်ရန်အတွက်လည်းအသုံးဝင်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်အသုံးဝင်လို့ရအောင်ထိလေ့ကျင့်ကြဖို့ဒီနေရာနေပြောချင်ပါတယ်ခင်ဗျာကျွန်တော်တို့ချင်းပုတ်ရင်ပုတ်လောက်တော့လုံမနေကြပါနဲ့ခင်ဗျာချင်းရမ်းတဲ့ပုံစံမျိုးလောက်တော့လုံမနေကြပါနဲ့အားထည့်ပြီးတော့ကျင့်နိုင်အောင်ဒီလောက်ပါကျွန်တော်အစကပြောခဲ့တဲ့ဖြည်းဖြည်းနဲ့မှန်မှန်ကျင့်မှာခွန်အားစိုက်ပါပြီးကြရင်လျင်မြန်မှုကိုသုံးပါလို့ပြောခဲ့ပြီးပါပြီဒါဆိုရင်ညီမတွေသဘောပေါက်မယ်လို့မျှော်ပါတယ်ဒီဟာ31 challenge ကိုခေါ်ထားတာရက်30ဆိုတာပညာဒါနသင်ခန်းစာတစ်လပြည့်သွားပါပြီညီမတွေအားလုံးလည်းလိုက်ပါလေ့ကျင့်ကြမယ်လို့မျှော်လင့်ပါတယ်တကယ်လည်းအကျိုးထူးတဲ့ပညာရက်တွေဖြစ်လို့လိုက်ပါလေ့ကျင့်ကြပါခင်ဗျာဒီနေ့ကျွန်တော်ပညာဒါနသင်ခန်းစာပို့ချလာတာအထိုးအမှတ်စဉ်နံပါတ်5ရောက်ရှိလို့လာပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်စကားတွေမပြောတော့ဘဲနဲ့သင်ခန်းစာအခုပဲစတင်လိုက်မှာဖြစ်ပါတယ်ခင်ဗျာဖြည်းဖြည်းပဲလောက်ပြမှာပါခင်ဗျာကဲလက်ခေါ်တော့ပေတက်အောက်ကအထက်ကခုတ်ယိုတိုးမောက်ခွေပေတက်အောက်ကအထက်ကခုတ်ယိုတိုးစပ်ပဲတက်အောက်ကအထက်ကခုတ်ယိုတိုးနောက်လိုက်မှာခွေပြန်ဆင်းမယ်ခင်ဗျာပေအောက်အထက်ကခုတ်ယိုတိုးမောက်ခွေပေအောက်အထက်ကခုတ်ယိုတိုးစပ်ပဲတက်အောက်အထက်ကခုတ်ယိုတိုးနောက်လိုက်မှာခွေsorry ပါခင်ဗျာတောင်းမှန်ပါတယ်ညီမတွေအားလုံးအခုကစားပြသွားတယ်အထိုးမှတ်စဉ်နဲ့ပန်း5ကိုနားလည်နိုင်မယ်လို့အကူမျှော်လင့်ပါတယ်ခင်ဗျာဒီကဘေးတဲ့အနေထားနဲ့တခါပြန်ပြီးတော့ကစားပြပါမယ်ခင်ဗျာညီမတွေရှင်းအောင်လို့ပါသင်ခန်းစာစတင်မှာဖြစ်ပါတယ်ခင်ဗျာဖေလာခေါ်တော့ပေတက်အောက်အထက်ကခုတ်ယိုတိုးမောက်ခွေပေအောက်အထက်ကခုတ်ယိုတိုးစပ်ပဲအောက်အထက်ကခုတ်ယိုတိုးနောက်လိုက်မှာခွေပြန်ဆင်းမယ်ခင်ဗျာပေအောက်တက်ခုတ်ယိုတိုးမောက်ခွေပေအောက်တက်ခုတ်ယိုတိုးစပ်ပဲတက်အောက်အတက်ခုတ်ယိုတိုးနောက်လိုက်မှာခွေညီမတွေအားလုံးသဘောပေါက်မလို့ဖြစ်ပါတယ်အခုကျွန်တော်ကစားပြတာငါးခွက်ရိုးရိုးထဲမှာကျွန်တော်ကစားတော့ဇာတွေကိုကိုရှိကတင်ပြပေးခဲ့တဲ့ခြေထက်လက်စုပ်တွေမှာလည်းအခုဆိုရင်အကုတ်ထုံး5မျိုးပေါင်းရင်10မျိုးရှိပြီနော်
ရှင်းမှရတဲ့ပညာကန်းနေနဲ့ဒါတွေအားလုံးပေါင်းပြီးတော့ညီတို့စိတ်ကြကစားလို့ရနေပြီဒီဟာကိုရိုးရိုးတစ်ခုတည်းကစားရမယ်ပြောတာမဟုတ်ဘူးဥပမာကျွန်တော်9ခွက်တစ်ခေါက်ကစားပြမယ်ဒီအကုတ်ထိုးပညာနဲ့ပတ်သက်ပြီးတော့9ခွက်ကိုအတက်လမ်းမဲ့ကစားပြလိုက်တော့မယ်နော်ညီမတွေလည်းအင်တာနက်ပေးဖို့ရှိတော့သင်ခန်းစာ30ထိရောက်ပြီဆိုတော့တစ်လပြည့်ပြီပေါ့လူတွေအားလုံးလည်းနားလည်လောက်ပြီညီမတွေအားလုံးလည်းပညာရဲ့သဘောကိုကျွန်တော်တစ်ခေါက်ကစားပြမယ်နော်တတ်ထုတ်အော်ကဝိုက်ခေါ်ချက်ထောင်းလိုက်လက်ခေါ်ပေါ့အော်ကဝိုက်ခေါ်မာကထိုးဝင်မရဘူးလားကြားတယ်နော်ဝေးတတ်ထုတ်အော်ကဝိုက်ခေါ်စုပ်ပေခေါ်အော်ကဝိုက်ခေါ်ချစ်တဲ့လက်ပေအော်ကဝိုက်ခေါ်ထောင်းလိုက်ပေါ့နောက်လေမာကထိုးဝင်ဒါဆိုရင်ညီမတွေအားလုံးမြင်မယ်လို့ထင်ပါတယ်ဘယ်လိုကစားလို့ရနိုင်လဲဆိုတာသိမယ်လို့ထင်ပါတယ်ညီမတွေအားလုံးလည်းဒီနေ့တော့အကိုစကားတွေမပြောတော့ဘူးခင်ဗျာကျွန်တော်တို့ဓာတ်နှစ်လက်ပညာကန်းရောက်ရင်တော့ပညာရဲ့သဘောတရားလေးတွေပြောရင်းနဲ့ကျွန်တော်တို့တွေရှေ့ဆက်ကြရအောင်ခင်ဗျာဒီနေ့တော့အကိုဒီဘိုင်ရှေ့သွားမှဖြစ်တဲ့အတွက်ဒီနေရာနဲ့စက်တန်းလိုက်ပါမယ်ခင်ဗျာညီမတွေအားလုံးစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့တလုံးတစ်ပါးဒီမြပြည့်စုံနိုင်ပါစေခင်ဗျာကိုသွားတိုင်းစိတ်ပါလိုရဆန္ဒတွေလည်းပြည့်စုံကြပါစေခင်ဗျာပညာကိုစောင့်ရှောက်တော်သူများဖြစ်ကြပါစေခင်ဗျာပညာကိုစောင့်ရှောက်မှပညာကလည်းပြန်လဲစောင့်ရှောက်တော်သူဖြစ်မှာပါအဲကြတော့အကိုပြောနေကြစကားလေးတိုင်းမှာပဲဒီပညာရက်တွေကိုသူတစ်ပါးကိုနိုင်ချက်စီးနှင်လောက်တဲ့နေရာမျိုးမှာအသုံးမချဖို့နဲ့မိမိမိခုခံကာကွယ်ရမိမိအမျိုးဘာသာသာသနာကိုခုခံကာကွယ်ရနဲ့အသုံးပြုကြဖို့အကိုတိုက်တွန်းအကြံပြုပါတယ်နောက်ပြီးတော့အကိုတင်ပြပို့ချနေတဲ့ဒီဗီဒီယိုဖိုင်လေးကိုတခြားမြည်သည့် social media မှာပြန်လည်တင်ပြပို့ချခြင်းမလုပ်ကြဘူးမြတ်တာရက်ခံပါတယ်ခင်ဗျာညီမတွေအားလုံးအကိုဗီဒီယိုဖိုင်ကိုဒီနေရာမှာလည်းအကိုညီကုန်းတက်လိုက်မှာဖြစ်ပါတယ်အားလုံးပဲချစ်ခင်လေးစားလျက်ပါခင်ဗျာ